1181ရဲ့အစားမှာတော့ပင်လယ်ပြန်ကျောင်းကိုပြထားပြီးထုံးစံအတိုင်းကလေးတွေကပျော်မြူးနေပါတယ်။ဒီအချိန်စောနေတဲ့ကလေးတွေကတယောက်ကသူ့ဘေးကတငယ်ချင်းကိုမိုးပေါက်ကအရာကိုလက်ညှိုးထိုးပြပါတယ်။မျိုးလုံးအနေနဲ့ကြောက်စရာပုံမှန်အသွင်ပြင်းနဲ့အကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရပြီးအဲ့ဒီကောင်ကတော့နှစိုးမွေတစ်ကောင်ဖြစ်နေပါတယ်။ကလေးတွေကဒီကောင်ကြီးကိုကြောင်းလန့်ကပြေကုန်ပြီးဒီမွေကြီးဟာဂျော်မန်ကန်နာဆိုတဲ့အားနေတဲ့သူတွေကိုတက်ပစ်တဲ့ဒနာရီလာမွေကြီးတစ်ကောင်ဖြစ်နေပါတယ်။ဒီမွေကြီးကကလေးတွေရဲ့အနောက်ကိုဇက်တိုက်လိုက်နေတာကြောင့်ကလေးတွေကဆရာဦးနဲ့ဆရာပလိတ်ဆိုတဲ့ဆရာညောက်ကိုအော်ပြီးအကူကြီးတောင်းကြပါတယ်။ဆရာဦးဆိုသူကတော့သူကလေးတွေကိုကြည်ထားပေးမှဖြစ်လို့ကျောင်းကြီးတို့ကိုတွားရောက်ကြောင်းကြဖို့ဆရာပလိတ်ဆိုသူကိုပြောပါတယ်။မွေကြီးကအစာဦးတစ်ခုကိုရစ်ပတ်ပြီးဖြိုလိုက်တာကြောင့်အပြက်စီးတွေပြုတ်ကျလာတဲ့အောက်ကကလေးတွေကိုတော့ဆရာဦးကကနေပေးလိုက်ပါတယ်။အဲ့ဒီနောက်ဒုတ်တချောင်းကိုကိုက်လိုက်ပြီးတိုက်ခိုက်ဖို့အသင်းပြင်လိုက်ပါတယ်။ခုနကဆရာပလိတ်ကတော့ဆရာကြီးအပြင်ရုံငန်းထဲကအန်ကိုပါကျောင်းမှာမွေကြီးရောက်နေကြောင်းပြောလိုက်ပါတယ်။အန်ကတော့မြေရောက်ကဘာကကောင်ကဘာကြောင့်ဒီပေါ်ရောက်လာလဲပြောပေမဲ့ပလိတ်ကတော့ဒီအကောင်ကြီးကမြေရောက်ကမဟုတ်ကြောင်းနဲ့အခုဆရာဦးနဲ့ရှင်းနေကြောင်းပြောလိုက်ပါတယ်။ရော်ဘင်နဲ့ချိုပါတို့ကအဝေးကနေမြင်နေရတာကြောင့်ဘာကောင်ကြီးလဲဆိုပြီးကြောင်းငင်းနေရပါတယ်။ကျောင်းကြီးကတော့ဆရာကြီးဆိုသူကိုခေါ်တဲ့ကြောင်းပြောပေမဲ့အန်ကတော့သူတို့လာတာဆောင်ရင်ကလေးတွေထိခိုက်နိုင်ကြောင်းပြောလိုက်ပါတယ်။အပြင်မှာတော့မွေကြီးကဘုန်းနေတဲ့ကလေးနှစ်ယောက်ကိုလိုက်ဖမ်းနေပြီးကလေးနှစ်ယောက်တည်းကတယောက်ကလဲသွားတာကြောင့်ကလေးတွေပြေးမရအောင်ပက်လက်ကိုကိုနေချလိုက်ပါတယ်။ကျောင်းကြီးကတော့ချိုင်းရန်ပါနေရဲ့အဖွဲသားဟောင်းပြီးသူ့ရဲ့တူကိုယူပြီးမွေကြီးကိုအချိန်ပြင်းပြင်းနဲ့ရိုက်လိုက်ပါတယ်။ဒီအချိန်ဆောရောက်လာပြီးမစ်တန်အာစလန်ဆိုတဲ့တိုက်ကွက်နဲ့အတူအမောက်သိပ်ပေးလိုက်ပါတယ်။ကလေးတွေကတော့ကျောင်းဆိုရဲ့တိုက်ချက်ကိုမြင်တာကြောင့် NOB အရန်မိုက်ကြောင်ပြောဆိုကြီးမွန်ကြပါတယ်။အဲ့ဒီအချိန်ကလေးတအုပ်ကပြောင်းနေတာကြောင့်ဆရာဦးကလိုက်ရှာရင်အကုန်လုံးကတနေရာကိုသွားနေတာကိုတွေ့လိုက်ရပါတယ်။ဆရာကကလေးတွေကိုအန်ရကင်းသွားပြီးဖြစ်တာကြောင့်အိမ်ထဲကိုပြန်ဝင်ဖို့ပြောပါတယ်။ကလေးတွေကတော့ပြန်မပြေပဲတနေရာကိုသာဆက်သွားနေကြပါတယ်။အဲ့ဒါကြောင့်အနောက်ကကလေးတယောက်ကိုထိလိုက်တဲ့အခါပြင်းထန်တဲ့ဝေဒနာကြောင့်အော်ဟစ်လိုက်မိပါတယ်။တစ်ဖက်ကစောတို့ကတော့မွေကြီးဘက်ကလာလဲဆိုတဲ့အကြောင်းစဉ်းစားရခက်နေပြီးအောက်ကကလေးတယောက်ကရောဘင်ကိုမြင်တာကြောင့်လူဖီတငယ်ချင်းဆိုတာသိလိုက်ရပြီးစောက်ကျိုးနဲ့လူဖီမြောင်မှုလဲအောင်သူတို့ကိုမွေခဲ့တာကိုသတိရသွားပြီးလှန်သွားကြပါတယ်။အဲ့ဒီအချိန်လူတယောက်အော်တန်ကိုကြားလိုက်တာကြောင့်အော်တန်နားကိုသွားကြည့်တဲ့အချိန်ခုနကထိခိုက်သွားတဲ့ဆရာဦးကိုတွေ့ရတာကြောင့်ပြန်ခေါ်လာကြပါတယ်။ဆရာဦးကိုဆေးကုပေးမယ်လို့တော့သူ့ကိုစိတ်မပူပဲကလေးတွေကိုသွားခဲ့ဖို့ပြောတာကြောင့်ကျောင်းကြီးကကလေးချို့ပြောင်းနေတာကိုသတိထားမိလိုက်ပါတယ်။အဲ့ဒါကြောင့်အနာကကလေးဟာသူတို့တွေလက်လျှောက်ပြီးတနေရာကိုသွားနေကြကြောင်းပြောလိုက်ပါတယ်။စောကသွားပြီးကြည့်မယ်လို့တော့ဆရာဦးကဘာတွေပဲဖြစ်လာကလေးတွေကိုမထိနဲ့ဆိုပြီးမှာလိုက်ပါတယ်။အနာကကလေးတွေကတော့ဒီလမ်းလျှောက်နေတဲ့ကလေးကဘာကိုမှပြန်မဖြစ်ပဲဒီလိုပဲအိမ်နေရင်သွားနေကြတာလို့ပြောပါတယ်။ဒါနဲ့ကျောင်းဆရာကြီးကခရမှုတ်ပြီးတနိုင်ငံလုံးကိုသတိပေးခိုင်းတာကြောင့်စောကတနိုင်ငံလုံးထိအသိပေးတာကများကြောင်းနဲ့ဒီကလေးကိစ္စသေးသေးလေးနောက်နဲ့တနိုင်ငံလုံးစုမှုဖြစ်သွားမှာကိုစိုးရိမ်ကြောင်းပြောလိုက်ပါတယ်။ကျောင်းကြီးကတော့တောအုပ်ဘက်ကိုကြည့်လို့ညွှန်ပြတဲ့အခါခုနကမွေလိုပဲကျောင်းဆရာနတ်ဆိုးတော်ဝါတွေကပေါ်ထွက်နေပါတယ်။အဲ့ဒီအချိန်အနောက်ကကလေးတွေကတယောက်ပြီးတယောက်လဲကြကုန်ပြီးဒီကလေးတွေကအိပ်ပျော်သွားလာဖြစ်ကြောင်းပြောလိုက်ပါတယ်။ချော်ပါကတော့သူ့ကိုအောက်ချပေးခိုင်းပြီးဘာဖြစ်နေလဲစစ်ပေးမယ်လို့ပြောလိုက်ပါတယ်။ကလေးတယောက်အိပ်ပျော်တိုင်းနတ်ဆိုးတွေကပိုများလာတာကြောင့်အခြေအနေကဆိုးရထက်ပိုဆိုးလာပါတယ်။အဲ့ဒီအချိန်အန်ကနတ်ဆိုးကောင်တွေကိုကြည့်ပြီးသူဒီအကောင်တွေကိုသိပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မြောက်ဘက်မှာတော့လိုကီကပြန်ထလာပြီးသူ့ကိုခြေထောက်မှချုပ်ထားတာနဲ့သူ့အစွမ်းကိုသုံးမရဘူးထင်နေလားလို့မေးပါတယ်။အဲ့ဘက်ကကန်ဂျမာဆိုးတဲ့ကြာနေတာကြောင့်ကဲချင်းရင်သူ့ကိုချုပ်ထားတဲ့ခြေထောက်ချင်းကျိုးတွေပါဖြုတ်ပေးခိုင်းနေပါတယ်။ဒီလိုနဲ့ပြင်းထန်လာတဲ့ကွန်ကွာဟာကီလိုင်းနေတဲ့အတူသူ့ရဲ့တူကြီးနဲ့တစ်ပင်ပေးစီကိုရိုက်ဖို့ကြံပါတယ်။နောက်ပြီးအဲဘရဲ့အားနဲ့ချက်ကိုတီးတယ်မလားလို့မေးကရိုက်ချလိုက်ပါတယ်။အဲ့ဒီအချိန်ဘလောက်ပြင်းလဲဆိုရင်လူဗီတို့ကိုယ်တိုင်လွတ်ထွက်သွားတာကြောင့်ကွဲထွက်လာတဲ့မြေကြီးတွေကိုဆွဲပြီးထိန်းထားကြရပါတယ်။သူဒီလိုရိုက်လိုက်တာနဲ့အတူမိုးပေါ်မှာတိမ်မဲကြီးတွေပေါ်လာပြီးမိုးချိုးပစ်ချလိုက်တာကြောင့်မီးကလောင်သွားပါတယ်။နာမီတို့ကတော့မိုးချိုးပစ်တန်ရောကျွဲကြိုကခရမုတ်တန်မှာကြားရတာကြောင့်ဘာလို့ဖြစ်နေတာလဲလို့မေးပါတယ်။ရွာရဲ့ပါတီပွဲမှာတော့တကြီးကြတော့ကိုကျွဲရဲ့တောင်ဘက်မှာမီးလောင်နေကြောင်းပြောကြပါတယ်။တကြီးကြတော့ကတော့မင်းငိမ့်ဖို့ပြောပေမဲ့သူကိုယ်တိုင်တော့အမူးလွန်ပြီးလဲကြမလို့ဖြစ်နေပါတယ်။ပင်လယ်ပြန်ကျောင်းမှာတော့ချောပါကကလေးတွေဘေးကင်းကျောင်းပြောလိုက်ပြီးဆီယာမအန်ကတော့ဒီလိုကိစ္စတွေမဖြစ်ခင်ကိုပြန်ပြောပြပါတယ်။အန်ကကလေးတွေကိုသူတို့အကြောက်ဆုံးဆိုတဲ့အရာတွေကိုပုံတူဆွဲပြီးဘာလို့ကြောက်လဲဆိုတာရေးခိုင်းလိုက်ပါတယ်။ကလေးတယောက်ကတော့လိုကီပုံဆွဲနေပြီးနောက်တယောက်ကတော့ကဘာဖြတ်နိုင်နေဆိုတဲ့နီကာပုံသေးရဲ့ဒရော့ကမုံတိုင်းမိုးကျိုးလျက်စီနင်းဟော့ဂျော်မန်ကန်တာနောက်ပြီးဒေါသထွက်နေတဲ့အမေဆိုပြီးသူတို့ကြောက်ပါတယ်ဆိုတဲ့အရာတွေကိုပုံဆွဲကြပါတယ်။ဒီအချိန်ရီပါဆိုတဲ့ကလေးကဆီယာမကိုခေါ်လိုက်ပြီးသူကကြောက်တဲ့အရာတွေကိုတွေးရင်ညကြအိမ်မဆိုးမတ်တက်ကြောင်းပြောပါတယ်။ဆီယာမကတော့စိတ်မပူသေးကြောင်းနဲ့ဆီယာမတို့လိုလူကြီးတွေကကလေးတွေကိုစောက်ရှောက်မှလို့ပြောပါတယ်။ဒီအရာကုန်ပြပြတော့မှချောင်းကြီးကမယုံကြည်နိုင်ဖြစ်ပြီးခုနကလေးတွေကြောက်ပါလဲဆိုတဲ့အရာတွေကနတ်ဆိုးပြတကယ်ပေါ်လာနေပြီဖြစ်ပါတယ်။ဒီနတ်ဆိုးတွေဟာကလေးတွေရဲ့အကြောက်တရားနဲ့ဖွဲ့စည်းထားတာကြောင့်ကလေးတွေအတွက်တော့ဓာတ်တက်ဆိုတာမရှိတော့ကြောင်းပြောလိုက်ပါတယ်။တစ်ဖက်ကကီလင်ကန်ကတော့သူ့အလုပ်အကုန်ပြီးပြီဖြစ်ကြောင်းပြောရင်အိပ်ပျော်သွားပါတယ်။အခုတော့ကလေးတွေတင်မောပေါ်ရောက်တဲ့အထိစောင်းနေုံပဲလို့ပြောလိုက်ပါတယ်။ဆိုမာကတော့ရုပ်တရက်အချစ်ဆိုတာလူတိုင်းကိုနာကျင်စေကြောင်းကိုယ်ဝိုက်ပြီးအခုကြည့်နေတဲ့ viewer တွေကိုပြောသွားပါတယ်။နောက်ပြီးကလေးတွေကိုဒီလိုဘာမဟုတ်တဲ့ကောင်တွေကိုကြောက်တာအရှုံးသမားတွေဖြစ်ကြောင်းနဲ့ဘေးနာကကန်ကိုဘယ်အရာကိုအကြောက်ဆုံးလဲလို့မေးပါတယ်
ခံကိုကတော့နီကာဖြစ်ကြောင်းပြောပြီးဒီနေ့အပိုင်းကလည်းပြီးဆုံးသွားပါတယ်